ယောက်ျားလေးနဲ့တွေ့မှုတဲ့တဲ့မှာလွေအိပ်ပိုက်လို့အင်ကိုပြီးမိုးမိပြီးတော့နောက်နေ့မနေ့မှာအပြင်းပြတဲ့မမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အတွဲစားရီကူပြီးပလေးလုံးကြီးတွေရွယ်လုံးလေးတွေစီးထားတဲ့ဒီလေကြီးတယောက်နဲ့တယောက်ကနှစ်ယောက်ဖြစ်သွားတဲ့ကျွန်တော်နဲ့ချောင်းကကောင်းမလေးချောင်းသွားဖို့တငယ်ချင်းကျွန်တော်ရဲ့နတ်သမီးလေးကြောင်စင်းနဲ့ချိန်မှုသေးသေးရွာလွေအေးလေးနဲ့ကောင်းမလေးဘုံမင်းကြီးကိုမော့ကြည့်ပြီးတော့ငိုမဲမဲနဲ့မိုင်တွင်ကြီးကြီးကလေးကိုအသာဖွင့်ပြီးသူ့အတွက်ကိုကသွားပြီးယောက်ျားလေးပဲတွေ့မှုသေးသေးမှာလွေအိပ်ပိုက်လို့အင်ကိုပြီးမိုးမိပြီးတော့နောက်နေ့မနေ့မှာအပြင်းပြတဲ့လူမမလေးအတန်းတဲ့ကကောင်းမလေးကျွန်တော်အတွဲစားရီ